သောပတိပန္နောဘဂဝတောသာဝကသံဃောဥဇောပတိပန္နောဘဂဝတောသာဝကသံဃောညာယပတိပန္နောဘဂဝတောသာဝကသံဃောသာမိစီပတိပန္နောဘဂဝတောသာဝကသံဃောယတိတံသတ္တာရိပုရိသယုဂာနိအထပုရိသပုဂ္ဂလာဧသာဘဂဝတောသာဝကသံဃောအာဟုနေယောပါဟုနေယောထေခိနေယောအင်ဇာလိကရဏီယောအနုတရံပုံညာခိတံလောကတာဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်သောပတိပန္နောတရားသဖြင့်ဆုံးမသင်ရာသာသနာဝေလျောစွာထုံးပြဆုံးအမကိုလုံးဝလိုက်နာကောင်းမွန်စွာလဲကျင့်တော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်ဥဇောပတိပန္နောစင်လေသမှုမာယာစုဖြင့်ပူဖူထေထေမကောင်းကြပဲစင်စစ်နိဗ္ဗာန်လမ်းပြောင်းမှန်အောင်လျော်ကံရှင်းမြော်ကျင့်ကြံတော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်ညာယပတိပန္နောကိုယ်ဝယ်ဝတ်နှောင်းဆံဟုရှောင်းကိုမိလောင်တော်ညမငြိမ်အားပဲကြီးမာလောင်မိဒုက္ခကြီးသောအဘိဧကံငြိမ်းရာမှန်သည့်နိဗ္ဗာန်လို့ငါကျင့်တော်မူတတ်ပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာဤသာဝကတံကိုဆုံးမထားဟံတရားမှန်ကိုနာခံလိုက်နာအရိယာဟုသင်္ချာရှိဘောသံဃာတော်ပေါင်းသူတော်ကောင်းသည်သာမိစီပရိပန္နောယောသေးတမှုလူတို့ပြုသည်သာမိစီကံလျောထိုက်တံအောင်ကျင့်ကြံတော်မူတတ်ပါပေ၏သတ္တာရိမဘုနှစ်ပါးအစုံအဖြင့်၄ပါးကုန်သောယတိတံပုရိသယုဂာနိအကျင့်ယောက်ျားအစုံတို့သည်အထအတ္တိယချာခွဲဝေသောအပြင်၈ပါးကုန်သောပုရိသပုဂ္ဂလာပုရိသပုဂ္ဂလခေါ်ကြထိုထိုမြင့်မြတ်သောပုဂ္ဂိုလ်တို့ပါပေတည်းဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာဤဧသဤသောသာဝကတံကိုအစုံ၄ပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤအရိယသူတော်ကောင်းသည်အာဟုနေယောတုံ့ပြန်ကြည်လေအကျိုးပေးသဖြင့်အဝေးမှယူဆောင်၍မူလဲကြည်ပြူလေးမြတ်ပူဇော်အတ္တိလတ္တပကအဖျားဖျားကိုကောင်းစွာသိမ့်ပိုက်ခံယူခြင်းကလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာဤဧသဤသောသာဝကတံကိုအစုံ၄ပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်ပါဟုနေယောဝေရမျိုးနွယ်များတဲ့ဖို့ရည်ရွယ်မှန်းထားပစ္စည်းများကိုဖရာတဆူပွင့်တော်မူမှပေါ်လာကြသည်ကဗ္ဗဧကောင်းသူတော်ပေါင်းမူအကြောင်းထိုက်စွာပေးလူခြင်းကလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဗျာဤဧသဤသောသာဝကတံကိုအစုံ၄ပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်တခိနေယော
ဓမ္မလွန်စကံကြည်ပွားလံဖို့မျောမှန်းရည်ရွယ်ပေးလူဖွယ်ကိုရည်ရွယ်သမျှအကျိုးရသဖြင့်တဇမရှံအလူခံခြင်းကလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဧသဤသောသဝကတံကိုအစုံလေးပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်အင်ဇလီကရဏီယောတလောကလုံးကိုင်းညွယုံလျက်ရွှင်ပြုံးကြည်ညိုယူသည်မြတ်တို့လက်အုံမိုး၍ချီကိုခြင်းကိုလည်းထိုက်တော်မူပါပေ၏ဘဂဝါတော်ရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာဤဤသဤသောသဝကတံကိုအစုံလေးပါးတိရှားရှိဖို့တန်ဃာတော်ပေါင်းဤရိယသူတော်ကောင်းသည်ပုံညခေတံကုသိုလ်ကောင်းမှုမျိုးစေစုဤကြည်တုမြင်မှဆွင်စင်ကလည်းဖွန်တာဖွယ်ရလဲအမြေကောင်းအတူဖြစ်တော်မူပါပေ၏ဧဝံနဝဟိကုနေဟိလောကံမိဝိတုတံကတံသာသနံစီရာဓာတာရံဝန္ဒာမိတိဟိတာတရံဧဝံနဝဟိကုနေဟိဤသုပတိပန္နတာအစလာတိကိုးဖြာသောဂုဏ်တော်အပေါင်းတို့ဖြင့်လောကံမိဘဝက်ဆုံးအောင်ဘုံသုံးဆောင်၌ဝိတုတံဒိဋ္ဌိတို့ပေါင်းလွန်များမြောင်သည်ဟန်ဆောင်တန်ခါအပြားပြားတဲ့အရာရာဖြင့်ဂုံဤတင့်၍ကြီးမြင်ထင်ရှားပေထသောသာသနံကဘာကဘာလွန်လေပါလေတခါတဖန်ကြုံရန်ခေကအမျက်ရဏဤသာသနာတော်မြတ်ကြီးကိုစိရာဒတရံဖရာလက်ထက်ဆက်ဆက်မှမပြေရအောင်ပို့ရှာသင်ယူဆောင်ရွက်တော်မူလာပေထသောကဏံအတွင်စိတ်ဓာတ်မြင့်မြတ်ကြည်လင်သူတော်စင်ကောင်းအရိယသံဃာတော်အပေါင်းကိုဒီဟိလောအင်ဇလီနှုတ်တံရှိ၍ရွှင်ကြည်မနောသုံးပါးသောဓဝရတို့ဖြင့်သာတရံလေးမြတ်ကြီးညို့ယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒာမိခုံတော်ထုံမွန်းဘုံတော်မှန်လျက်ရှိမွန်းထောမနာပနာညိုကြိုးလက်စုံမိုး၍ရှိခိုးကြောလိုက်ပါ၏ရှင်ဖျား